ဂျပန်မှာအခုသေးသွားတဲ့ကလေးရုပ်ကလေးကချောချောလေးတပတ်မပြည့်သေးဘူးမြန်မာပြည်ကမိဘတွေလည်းစီးပွားရေးတော်တန်ရှိပါအဲ့ကလေးလေးဂျပန်မှာကိုယ့်ကိုစူဆိုက်လုပ်ပြီးတက်သေးသွားတယ်အခုဒါ TikTok တို့ Facebook တို့တွေ့လိမ့်မယ်ထင်တယ်ဘာမှမကြသေးဘူးအဲ့တော့ဒီကလေး20ကျော်ရှိသေးတယ်ပေါ့လေဘုံဘစဉ်းစားတာဒီရွယ်ဒီကလေးလေးကဘာကြောင့်လောကမှာနည်းနည်းလေးခက်ခဲတာနဲ့ကိုယ့်ကိုတက်တည်သွားတယ်ဆိုတာဘာမရှိလို့ဓမ္မမရှိတော့ပညာတော့ရှိလားမရှိဘူးလားဒီကဘွဲတွေရသွားတယ်ဟိုမှာဂျပန်စကားတွေလည်းတက်တယ်ပညာတတ်လေးတယောက်ရုပ်ရည်လည်းချုံမောပါတယ်မိဘတွေလည်းထိုက်လျောက်စီးပွားရှိပါတယ်ဒီကလေးလေးကိုနိုင်ငံခြားမှာပညာသင်ဖို့ကျောင်းနဲ့သွားတာနော်နိုင်ငံခြားမှာဂျပန်မှာတက္ကသိုလ်တက်ဖို့ကျောင်းနေသွားဖို့လွတ်လိုက်တဲ့ဒီကလေးလေးဟာတော်တော်အခက်အခဲလေးတစ်ခုနဲ့ဘာကြောင့်ကိုတတ်သေးရတာလဲဒါဘုံဘုံစဉ်းစားဂျပန်ကိုရောက်တဲ့အခါကလေးလေးတွေပျက်စီးနေတာမြန်မာလူငယ်တွေပျက်စီးနေတာအများကြီးဂျပန်မှာလူငယ်2သိန်းကျော်ရှိအဲ့ဒီ2သိန်းကျော်တဲ့ကတဝက်နီးပါးလောက်ကဘာကြီးမှတ်ချက်ရည်ရွယ်ချက်မှလည်းမရှိဘူးဘာသာတရားရဲ့အစုံမှလည်းရမထားဘူးဟိုမှာလည်းပျက်စီးနေတာတွေအများကြီးတွေ့ရယောက်ျားလေးတွေကလည်းရည်ရွယ်ချက်ရည်မှန်းချက်မရှိဘူးဒီလိုနေတာပဲရရဆသဘဝမျိုးပဲမိန်းကလေးတွေကလည်းနေခြင်းသလိုနေတာပဲနောက်ယောက်ျားလေးနဲ့မိန်းကလေးအတူတူနေခြင်းသလိုနေနေကြတာပဲမွေးသေးဝါတွေလည်းပေါ်တယ်အထူးသဖြင့်အရက်တွေပေါ်တယ်အပျော်ပါးတွေပေါ်တယ်ထိန်းကြောင်းမဲ့သူမရှိဘူးသူတို့ရှင်ထဲမှာဓမ္မနာမရှိဒီကလေးလေးကိုနိုင်ငံခြားပို့လိုက်အသက်အစိတ်30ရောက်သွားပြီနိုင်ငံခြားပို့လိုက်ဒီသမီးလေးတွေကိုပို့လိုက်ဟိုမှာဒီသားတွေသမီးတွေကဘာသာတရားရဲ့အမွေဓမ္မအသုံးမှတာရမထားဘူးဆိုရင်စဉ်းစားကြည့်လိုက်ဒီကနေဘာလုပ်နေရရင်ပူးနေရမှာသဘောပေါက်ကြလားဘုံပြောတာကိုစဉ်းစားလိုက်တယ်တခုခုလုံးမဲ့ဆိုတိုင်းငါမှအဖေတွေမိတွေရှိတယ်ငါဒီလိုအပျော်ပါးတွေလိုက်စားရင်ငါချစ်ရတဲ့နိုင်ငံမှာရှိတဲ့မိဘတွေဆွေမျိုးတွေအကယ်၍တာငါလွယ်အဆရှိအနောက်လေလောကမှာဖြစ်နေတဲ့အခြေအနေတွေနော်သဘောပေါက်ရလားရင်ထဲတာတရားမရှိဒီကာမဂုဏ်ဆိုတဲ့အာယုန်တွေကတင်းနေတယ်လို့ရှိပါမလားလုံးဝမတင်းနေတော့ဘူးနော်ငါချစ်ခင်ရတဲ့မိဘတွေဆွေမျိုးတွေရှိတယ်ငါမိဘတွေငါဆွေမျိုးတွေကြားမှာမျက်စိမျက်နှာငယ်ရမယ်ငါမကောင်းတာလုပ်ရင်မိဘတွေမျက်နှာပြရလိမ့်မယ်ငါစိတ်အလိုလိုက်ပြီးဒီဟာတွေလုံးလို့မရဘူးလူငယ်ဆိုတော့ဗျာလူငယ်သိရှိတာပေါ့လူငယ်ကိလေသာတွေမရှိဘူးလားဒီကာမဂုဏ်အာယုန်ခံစားနေတာတွေမရှိဘူးလားဘာနဲ့ထိန်းတော့တရားအသိနဲ့ထိန်းတယ်ဓမ္မနဲ့ထိန်းတယ်ငါပြည့်သီးလို့မရဘူးငါပြည့်သီးတာငါသိရင်သိဘူးလေဒီဒါမှမိဘတွေမျက်နှာပြည့်မှာငါဆရာသမားတွေဆွေမျိုးသားချင်းတွေဟိုဘသူတော့ကွာနိုင်ငံခြားသွားတဲ့ယောဂတွေရလာတဲ့နိုင်ငံခြားသွားပြီးဟိုမှာပြည့်စည်နေတယ်နားတော်လို့တော့ကောင်းပါမလားအခုဘုံဘုံတို့နိုင်ငံအဲ့လိုဖြစ်နေတာမြန်မာပြည်တွင်းအခြေအနေမကောင်းလို့ဆိုပြီးနိုင်ငံခြားရောက်သွားနိုင်ငံခြားကြတော့လေကလေးတွေလိမ်မာမလားဆိုတော့မလိမ်ပါဘူးဘုံဘုံကမျက်မြင်မို့လို့နိုင်ငံတွေအများကြီးရောက်တယ်မျက်မြင်ကိုယ်တွင်းမို့လို့ဒါကြောင့်